ထင်းတောင်မထင်းထား နေကိုမနေထိတ်တာ နေမကြကောင်းကြအောင်ထင်းတောင် ဟယ်လိုဒါကတော့စစ်ဖြူကျွန်းမြို့ပေါ့နော်ကျဟင်းငါးကျွန်းအလဲရွာကိုမမမီရောက်ရှိနေတာဖြစ်ပါတယ်ရှင်ပင်မြသိန်းနဲ့ခရအနီးပေါ့နော် surprise လေးတော့ပို့ပေးမှာဖြစ်ပါတယ်ဘယ်လိုဖြစ်မလဲဆိုတာကိုမမမီနဲ့တူတူဗီဒီယိုလေးဆုံးထိလိုက်ခဲ့ကြည့်ကြအောင်နော်တဲလေးတို့ဦးလေးရောရှိလားဟောဒီသမီးတို့လေဒီအမတို့ပစ္စည်းလေးမှာထားလို့လာဖို့အမ မဟုတ်တော့ကျမတို့ ဟမ်ဟုတ်ပါတယ်ဦးလေးဦးကြည်တင်လေအဲ့ဒီနာမည်ကဒေါ်ကြောက်လို့လည်းခေါ်တယ်ဒေါ်ကြည်မြင့်လို့လည်းခေါ်တယ်ဟုတ်ပါတယ်အဲ့ဆိုမတူမှားထားတာအဲ့လားပို့တာဦးလေးအောင် ဘာမှားတာ ဒီမှာလေးဒါလေးဦးလေးဟုတ်တယ်ဦးလေးအောင်ဦးလေးများမှာလားခေါ်ပေးပါလားတစ်ချက်လောက် ခေါ်ပြီးမယ် ဟုတ်ဟုတ်ကဲ့ရှင်ခွေးတော့မကြိုက်ပါဘူးနော်တင်လားရှင် ဟုတ်တယ် ဟုတ်ပစ္စည်းလေးမှာထားလို့သမီးတို့လာပို့ပေးတာပါရှင် ဟမ် ပစ္စည်းလေးမှာထားလားမသိဘူးအဲ့အကြောင်းလာပို့ပေးတာရှင် မှာဘူးရော ဟုတ်လားအမခုနအန်တီကရောဒီဘယ်နှစ်ယောက်ရှိရော ဒီပြောက်ပဲရှိပြ ဦးလေးပဲရှိရမို့လား ဟုတ်တယ် ဟိုနဲ့အန်တီကတယောက်မှမမာဘူးလား လူတွေကတော့မမှာဘူးဘာဒီလိုပဲမသိ ဟုတ်လားတမီးကတော့ပစ္စည်းလေးမှာလို့ဆိုပြီးတော့ဒီအိမ်ဟိုတဲ့လာပို့ပါဆိုပြီးတော့လာပို့ပေးရ ဘာတဲ့ကိုကဖုန်း ပစ္စည်းလေးအဲ့ဆိုရင်ယူထားလို့မရဘူးပေါ့ပစ္စည်းရလေဟိုပါငွေချေပြီးသားပါယူယုံမဲရယ်ဟမ်မတို့လမ်းတော့တမီးကပစ္စည်းလေးလာပို့တာပါတော့ဒါတွေကပစ္စည်းလေးကဘာပစ္စည်းလေးတုံးတော့သိမှာပါဒါလေးကဘာပစ္စည်းလေးတုံး နေနေကြပတ်လား ဟုတ်ကဲ့ ကိတ်ဟုတ်တယ်နော်သမီးနဲ့သားနဲ့ပဲနှစ်ယောက်တည်းကတစ်ယောက်ယောက်အဲ့လိုနဲ့မျိုးဖြစ်မိသွားအောင်လို့ဘယ်သူက surprise တိုက်လဲဆိုတာကိုနောက်ထပ်ပစ္စည်းလေးနဲ့သွားကြည့်လိုက်မယ်နော်အဲ့ဒါခဏလေး surprise ကဲဒါကအန်တီတက်ပါရှင်ဟာအတီတက်ပါရှင်ကဲဟုတ်ပြီအဲ့ဒါသူ့မပြောတော့ထိတ်နေတာသူ့မပြောသွားတာတော့ထိတ်နေတာဒီလိုကာလာရောင်လေးတွေကိုဖျက်ဖျက်တိုက်တာလားမြင်မြဲတိုက်ရလားအပြာရောင်လေးတွေကလေဘယ်သူကကြိုက် နေအောင်လုံးအောင်တိုင် ဩအဲ့ဒါအကြိုက်ချင်းတူလို့လဲဟုတ်လားသင်တူသွားတာပေါ့လေနော်ဟုတ်ပါပြီပြီးတော့လေဒီမှာလေးအမှားပေးတဲ့လူကလေဟုတ်ကဲ့အသေးစိတ်ပေါ့နော်ညာကြည့်ပါကိတ်ကလေးကိုလည်းဒီလိုပဲမိုးပြရောင်လေးဟုတ်ကဲ့ဒီမှာကြည့်ဟုတ်ပြီနော်ဒီကမှာပါစေအပြင်နဲ့မမီတဲ့ဟုတ်ပြီနော်ဒီလိုပဲနေအဲ့ဒါတော့ကဲဒီလောက်ဆိုလို့ရှိရင်အပြင်နဲ့မမီက surprise ဆိုတာတော့သိသွားလောက်ပါပြီအဲ့တော့ surprise ဖြစ်စေတယ်လို့ဘယ်သူမှတော့သူပြောမထားဘူးဟုတ်ကဲ့အဲ့တော့ကိုကလည်းတော့ surprise လေးတော့ဖြစ်သွားတာအမှန်ပဲလားအေးအဲ့တော့ကြတော့ဒါလေးကငွေသားပန်းစည်းလေးတွေလည်းပါတယ်ဟုတ်ကဲ့အဲ့ဒါတော့ဆိုတော့နော်ကိတ်မုံလေးတွေလည်းပါတယ်ဆိုတော့တမီးလေးလာသားလေး အားဖြစ်နေတယ်သမီးရဲ့အကျင့်ဟုတ်တယ်သမီးကဒီမှာလာပါဟောဒါကသမီးကတော့ဟုတ်ပါဘူး ပြောရအောင် မမကြီးလည်းတက်လာရောမမတက်တော့ဖြစ်သွားပြီအဲ့တော့တားတို့ခုနကဒီလိုအမှုရွာတွေပါလာတော့တားလို့မထင်တော့ဘူးလားဟလား တားလို့မတင်တော့ကဲအားဆိုလို့ရှင်သမီးကဖတ်ပြလိုက်ပြီအားဆိုလို့ရှင်ဥတို့ကိုခုလိုလေးပျော်ရွှင်အောင် surprise လုပ်တဲ့သူကဘယ်သူလဲဆိုတော့သိရမှာပေါ့ဟုတ်ကဲ့ပေါ့ဥတော့ရေခုံးနေလားအဲ့ဒါအဲ့လိုဟုတ်ပြင်းနဲ့မျိုးခင်မိအောင်လို့နော်ဒါလေဒီလိုလေးပြောလိုက်လေဆိုတော့အဖေနဲ့မေကိုအရန်ချစ်တယ်တဲ့ဟုတ်ပြီနော်ပြတာလို့ရှင်မိသားစုနဲ့ဝေးမှမိသားစုရဲ့တန်မိုးကိုပိုလွမ်းပြီးပိုတိလာတယ်တဲ့အပြင်လောကမှာကတဲ့မိဘရဲ့အိမ်လောက်မလုံခြုံမှုဆိုတာကိုလည်းပိုတိလာရတယ်တဲ့နောက်ပြီးတဲ့အဖေကိုပြောချင်တာတဲ့အဖေစွာဦးလေးဦးကြည်တင်သူကပြောလိုက်ချင်တာကဒီအသက်အရွယ်ထီတဲ့ဒီမိသားစုကိုပင်ပင်ပန်းပန်းရှာဖွေတွင်းမွေးနေလို့လဲကျေးဇူးအရန်တင်ပါတယ်အဖေတဲ့နော်ဟိုအတူရှိစဉ်ကချစ်တယ်လို့မပြောမိခဲ့တာတွေအတွက်လဲတောင်းပန်ပါတယ်တဲ့နော်မှားချင်တာကတော့တဲ့အဖေအမေညီလေးတွေကျမ်းမာရေးကိုအထူးဂရုစိုက်ပါဆိုတော့ခုနကတော့တယောက်ကညီလေးထင်တယ်နော်ကျမ်းမာရေးကိုအထူးဂရုစိုက်ပါတဲ့အဝေးရောက်နေတော့အရန်စိတ်ပူတယ်တဲ့အမေလေးတဲ့ကျမ်းမာရေးကိုအထူးဂရုစိုက်ပါတဲ့လုပ်တယ်အများကြီးရမ်းမလုပ်ပါနဲ့တဲ့အဝေးမှာရောက်နေတော့ကြတော့အဖေတို့အမေတို့ရဲ့ကျမ်းမာရေးကိုသူအထူးစိတ်ပူတယ်တဲ့အဖေနဲ့အမေကျမ်းမာရေးကောင်းမှသူတို့တွေအဝေးကနေလောက်ရကန်ရတာ
ပြောမို့ဟိုစိတ်ဆောက်ချောင်လေးနဲ့လှုပ်လှုပ်ရတာအဆင်ပြေပါတယ်ဟုတ်တယ်နော်အဲ့တော့အဖေအထူးကတော့အဖေဒီသက်ရွယ်ချီအဖေတင်းတင်းတန်းတန်းနဲ့ရှာဖွေကျွေးမွေးနေရမလို့ကျေးဇူးအများကြီးတင်ပါတယ်တဲ့တက်နိုင်တဲ့လောက်နဲ့ကျေးဇူးဆက်အောင်စူးစမ်းပေးပါမယ်တဲ့ကျေးဇူးဆက်နိုင်အောင်တဲ့ခဲအဲ့တော့အဲ့ဒါကဘသူဖြစ်မဲ့သူနော်ဟမ်ဒါအဲ့ဒါဆိုဒီလိုလေးပြောလိုက်တာဆိုတာနဲ့လူရန်ညောင်လုံးကသားဆိုတာတန်းပြီးသွားပြီစိုင်းဘူးဘူးစိုင်းဘူးဘူးဟုတ်တယ်နော်စိုင်းမှနေရလေဆိုတာ ဒါအခုကပျော်သွားပြီလား ကိုပြောရ ကိုထိုင်ကိုပြရရင်တော့မလန့်မှုပေါ့အေးပါကိုပြရတော့လေအေးလေ surprise ဆိုတော့လေဒီကိုမှပြောမ တာ တာ ဟုတ်ရဲ့ဒီနေ့တိုင်း လုံးဝ surprise ဖြစ်ပေါ့အဲ့ဒါဆိုတဲ့ဒီလိုလေဒါကတော့ခုနပြောဆိုတာလေးဆိုင်ဖို့အောင်တော့လုပ်ပြရမောင်လေးဘောနော်ခုနပြောတဲ့သူ့ရဲ့မှာရှင်နေရစကားလေးတွေရောဒါတော့အဖေနဲ့အမေကိုယောက်ျားလေးဆိုတာကတော့ပြီးတဲ့အတိုင်းလေးဖွဖွနင်းလေးကပြောတတ်ကြဘူးလေနော်ဘုလိုလေးဟိုဝေးရနေဒီကအိမ်ကိုပို့ပြီးတော့ရန်ပြီးတတိယနေတဲ့အချိန်မှာဘုလိုလေးလုပ်ပေးတဲ့ဆန္ဒလေးပေါ့နော်သူဆိုရဒါတော့ဦးနဲ့အန်တီကအဓိကတားလေးကိုဗာပြောချင်တယ်တားလေးကိုဗာပြောချင်တယ်ဆိုတော့ ဟောလဟောိုက်ကနန်းဟောပေါ့ဒါတော့ဒီနာလေးပေါ့မိမိတော်တော်ဒါတော့ဒီနာလေးတိုးတက်ပြီးတော့ကြီးပွားချမ်းသာပြီးတော့ဟုတ်ရာစုရာခံလေးပေါ့ဖြစ်ဖြစ်တင်တာဒါထက်ပိုကြိုးစားပေးပါပေါ့ဟုတ်တယ်ခုလည်းအများအားပို့တယ်မဟုတ်လားပို့ပါတယ်ဟုတ်ပါသွားတာခုကရောဗာပြောချင်တယ်အဲ့ဒါခုအဆုံးကတော့တားလို့တစ်ခါချယုံနေအနှုတ်ရွရတယ်မြင်လိုက်တော့သူကဘုဒ္ဓဝါတာလေးဖြစ်သွားတယ်သမီးလားတားလားပေါ့နော်အဝေးမှာ2ယောက်ရောက်နေတာဟုတ်ကဲ့အဲ့တော့ဥပမာပြောချင်သေးလဲဒါအဝေးမှာရောက်နေတဲ့ဒါလေး ဒီမှာရောက်နေတာလေဒီနေ့မမနေဖို့ရယ်ကျမကြီးသူသူစိုက်ပါအဲဆိုကျမကြီးကောင်းမှဒီလုံးကလုံနိုင်ပါလေသူလုံနိုင်မှပတ်စံရမှဒီပါကိုပံဘူးထောက်ပံ့နိုင်ပါလေ ဟုတ်တယ်ဟုတ်တယ် အဲ့တော့အထူးသဖြင့်ဒီနေ့မမနေဖို့သူစားဖို့ကျမကြီးဒီစိုက် ဟုတ်ပါတယ်လုပ်ပြလိုက်တဲ့ပေါ့ ခုလိုလုပ်ပေးလိုက်တဲ့ဘောလဲဟိုပျော်လဲပျော်တယ်ဝင်လဲဝင်လာတယ်သင်တော့မထင်ထား ဟဲ့ ဘူး ကိုမနေ့ထိတ်တာ ငိမ့်မကြကောင်းမကြဘူးသင်တော့မထင်ထားဘူးဒီလိုမျိုးအဲ့တော့မနေ့ကမှစကဆွဲပြီးလိုက်လေဆွဲပြီးလိုက်တော့ ဘာမှလည်း တော့ပြောပါသေးတယ် ပြောထားဘူးဟုတ်တယ် သားရဲ့ပတ်သက် မင်းကလည်းမပြောထားဘူး အများကြီးမပြောတာ ကအများကြီးပြောတယ်ကဲနေတာများတာဆိုတာတဲ့လေအခုလိုလေးအမှတ်တရလေးအနေနဲ့လုပ်ပြလိုက်တာကိုကကိုယ့်ရဲ့ဘဝမှာအမှတ်တရတ မ ည်း တရားဟုတ်တယ်တော့ပြီးပြီဖြစ်တယ်မထင်ထားဘူးဒီလိုမျိုးလေလုပ်လိမ့်မယ်လို့ အာမလည်းအဲ့လိုမျိုးမေးရ ကြုံလဲမကြုံဘူး ခုတော့မင်းသားဖြစ်သွားပြီမင်းသားနဲ့မင်းသမီးဖြစ်သွားပြီနော်ဒါလေးစိုက်ဖို့ဘူးအောင်ရဲ့အဲ့လား surprise ကြောင့်